might be ဆိုတဲ့ကောင်ကပညာသင်ပေးလို့မရအောင်မိုက်တဲ့ကောင်ရှိတယ်ဆိုးတဲ့ကောင်ကလည်းပြင်ပေးလို့မရတော့ဆိုးတာရှိတယ်လူဆိုးလူမိုက်အမေဖေကလည်းပြင်လို့မရဘူးဆရာသမားတွေကလည်းပြင်လို့မရဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်နော်ဘလောက်အမေမိဘကောင်းဆရာသမားကောင်းတွေ့ပြီမဲ့လို့သူကဘယ်တော့မှကောင်းတဲ့ဘက်ကိုပြောင်းလဲမလာတဲ့လူဆိုးရရှိသေးတယ်လူဆိုးလူမိုက်အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးတော့ဆိုဟင်းမွေရောက်မှနဲ့တူတယ်တဲ့ဒီကောင်ဟုတ်တယ်ပေါ့ဟင်းမွေနေတဲ့ရောက်မှကြီးကဘယ်တော့မှချင်းတယ်လည်းပြောတာမရှိဘူးငန်တယ်လည်းမပြောဘူးခါတယ်လည်းမပြောဘူးအများအားသူဟင်းအိုးမျိုးစုံသူမွေးနေရတယ်ဒါပေမဲ့ချိုးချင်းငန်ဆက်ဆိုတာသူဘာတကူမှမသိဘူးနော်အများအားပေါင်းနေပြီပဲလို့သူကမသိဘူးဘာလားဟာလည်းပဲဘယ်လိုမိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းနေနဲ့ပေါင်းဟင်းဝေရောက်မှကြီးလို့ပဲအကောင်းဆိုဘာမှမသိဘူးတဲ့ပြင်လို့မရတဲ့လူဆိုးလူအိုက်စွာရှိသေးတယ်ဒါကြောင့်မလို့မိမိတို့ကိုယ်တိုင်လူမိုက်ဆိုတာမဖြစ်ဖို့ပေါ့နော်လူမိုက်မဖြစ်ဘူးဆိုတာလူဆိုးလည်းပဲဖြစ်အောင်အသိဉာဏ်နဲ့အသက်မွေးရမြတ်စွာဘုရားကပညာဇီဝေဇီဝိတမဟုတ္တံလူဘဝရလာတယ်ဆိုလို့ရှိရင်အသိပညာနဲ့အသက်မွေးရမယ်တဲ့အသိပညာနဲ့အသက်မွေးတာဟာအကောင်းဆုံးပဲတရားရမှာအကောင်းဆုံးအကြောင်းကျိုးစဉ်းစားဆင်ခြင်ပြီးတော့နေထိုင်ရမယ်ဒါကြောင့်မလို့တရားနာကြရတယ်ဆရာသမားတွေရဲ့အဆုံးအမကိုခံကြရတယ်စာပေကျမ်းဂန်တွေဖတ်ရှုကြရတယ်လေ့လာကြရတယ်ဆုံးမဩဝါဒတွေနာယူကြရတယ်ဘာဖြစ်လို့လဲအခုလိုလူဆိုးတို့လူမိုက်တို့ဘဝကလွတ်ကျွတ်အောင်လို့ဒီလိုပြောတာနော်အသိဉာဏ်ရှိလာလေလေလူမိုက်ဘဝကလွတ်လေလေလူမိုက်ဘဝကလွတ်လေလေလူဆိုးဆိုတာမဖြစ်လာတော့ဘူးပေါ့လူဆိုးဆိုတာမဖြစ်လာတော့ဘူးဒီလောကမှာလူတွေကအဆိုးအကောင်းတို့အကျိုးအကြောင်းတို့နားမလဲတော့ဘူးဆိုလို့ရှိရင်လူဘဝရတဲ့အခါမှာဘာတွေနဲ့အသုံးချတတ်တော့လူတွေကလူရဲ့စိတ်ဟာပပတ္တမေရမတိမနောလို့ဆိုတဲ့အတိုင်းလူရဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေပေါ်မှာမွေးလျော်ပြောပိုက်တယ်သူကဆိုတော့တရားနာလာဖို့ရနဲ့ပွဲကြည့်သွားဖို့ရပေါ့ဒီနှစ်ခုပဲရှင်းကြည့်ပေါ့ပွဲကြည့်သွားဖို့ကြတော့လွယ်လွယ်ကူကူသွားနိုင်တယ်ဘာလို့ရှိစိတ်ကိုကလေဒါလူတိုင်းတော့မတူဘူးပေါ့တပည့်တော်တို့ကတော့ပွဲမကြည့်ပါဘူးတရားပဲနာတာပါဆိုတဲ့လူလည်းရှိမှာပဲဒါတော်တော်လေးပြုပြင်ထားလို့ကောင်းလာတဲ့သဘောကိုယ်ကျင့်တတ်အားရမှာပဲနော်ကိုဒါဒီဘဝလေးပြုပြင်ထားတာဟုတ်ချင်မှာဟုတ်ဘဝကကြိုက်လာလို့နော်ကောင်းတဲ့စိတ်ဓာတ်တွေမွေးလာလို့ဒီလိုဖြစ်တယ်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပွဲကြည့်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်ပွဲကြည့်ဖို့ပဲစိတ်ပါဖို့ရှိတရားနာဖို့ဆိုတာအလွန်ခဲနေပေါ့အလွန်ခဲနေဘာဖြစ်လို့ခဲနာတော့လို့မေးလို့ရှိရင်ပပတ္တမေရမတိမနောလူဘဝဆိုတာလူတွေရဲ့စိတ်ဆိုတာအကောင်းတဲ့ပဲအကျင့်ကြီးပါနေတယ်လွယ်တယ်လေရေစုံနဲ့ရေဆံပဲဟာလွယ်တော့ဆိုလို့ရှိရင်ရေစုံရတာလွယ်လေးပဲအသာပြီးတက်ကလေးတင်ပြီးတော့လေပေါ်မှာထိုင်လိုက်သူကသူရောတော့မှာရေဆံတက်ကြတော့အဲ့လိုလုံးလို့မရဘူးတက်တစ်ချက်ရက်တက်တစ်ချက်ရက်လို့မရဘူးပြန်မျောသွားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားကောင်းတဲ့အလုပ်တွေဆိုတာရေဆံနဲ့အလားတန်တူတယ်အမြဲတမ်းလှော်ခတ်နေရတယ်အမြဲတမ်းကြိုးစားအထောက်နေရတယ်ကြိုးစားအထောက်မှုမရှိဘဲနဲ့သူ့ဘာသူတော့ဖြစ်မလာဘူးလို့ဒီလိုပြောတာနော်အေးလောကမှာလူရလို့ဖြစ်လာတဲ့အခါကျတော့အလွယ်လန်းကိုလိုက်ကြတယ်အပျော်လန်းကိုလိုက်ကြတယ်ရေစုံလန်းကိုလိုက်ကြတယ်ရေဆံလန်းကိုမလိုက်ဘူးပျော်ရာကိုရှာကြတယ်တော်မဲ့ရာကိုမစင်စားဘူးတော်ရာကိုစဉ်းစားပြီးလှုပ်တဲ့လူဆိုတာလက်တဆုပ်စာလေးရှိတာနော်ကဘာမှာလူဦးရေမြောင်များစွာရှိတဲ့ထဲမှာစဉ်းစားကြည့်အနည်းငယ်လေးတင်ရှိတာအနည်းငယ်လေးပဲရှိတယ်အဲ့ဒီမှာလောကမှာလူဆိုတာကောင်းတာလည်းလုံးမိတာရှိတယ်မကောင်းတာလည်းလုံးမိတာရှိတယ်တန်တရားမှာတခါတခါစိတ်ကောင်းလေးဝင်လို့ကောင်းတာတွေကိုလုံးလိုက်ကြတယ်စိတ်ဆိုးစိတ်မိုက်ဝင်လိုက်တဲ့အခါမကောင်းတာတွေလုံး